Web Western ရဲ့ version 2.0 season 3မှာကျွန်တော်တို့ developer တွေပြောင်းလဲပြလိုက်တာအရင်များပါတယ်ဒီတော့ဘာတွေကို buff ပြီးတော့ဘာတွေကို nerf လိုက်လဲဆိုတော့သိချင်တယ်ဆိုရင်ကျွန်တော်ဒီ video လေးမှာအတူကျုံလေးတစ်ချက်ရှင်းပြလာပါတယ် Sup guys I'm Zeze and welcome to Azura Studio ဆိုတော့ဒီ season 3မှာကြီးကြီးမားမားဘာတွေပြင်လိုက်လဲဆိုရင် number 1 general adjustment 2 path adjustment တွေပြီးတော့ arena adjustment တွေနဲ့ zone adjustment ဆိုပြီးတော့ category 4မျိုးကျွန်တော်တို့ခွဲလို့ရပါတယ် number 1 general adjustment 6ခုအရင်ဆုံးကျွန်တော်တို့အခု buff ကို2ခုစားလို့ရပါပြီဒီလိုမျိုး damage full နဲ့ HP full ပါတစ်ခုက damage full ဖြစ်ပြီးတော့နောက်တစ်ခုက HP ကိုဖြစ်ရမှာပဲ damage full နှစ်ခုစားလို့မရပါသူက damage နဲ့ HP ဆိုပြီးတော့2မျိုးခွဲခြားလိုက်တာပါနောက်တစ်ခုကကျတော့အဲ့ဒီ full buff ကနေရတဲ့ stat ကိုသူကဒီ character ရဲ့ original နဲ့ကိုထည့်ပြီးပေါင်းသွားပေးမှာပါဘယ်လိုလဲဆိုတော့အရင်က full buff စားလာတဲ့ critical affinity ပါညာဒီရှိပြီးသား character stat ကိုပဲထည့်တွက်ပြီးတော့ damage ထုတ်သွားတာဖြစ်ပြီးတော့အခုဆိုရင် full buff ကရတဲ့ stat တွေကိုပါထည့်တွက်ပြီးတော့ပေါင်းသွားမှာပါရှင်းပြောရမယ်ဆိုရင်များကြည့်လားပိုကောင်းရတယ်လို့ဒါတစ်ချက်မှတ်ထားလိုက်ကြည့်လားနောက်တစ်ခုကကျတော့ strategy ရဲ့ bleed effect ကအခုဆိုရင် cheat damage ပါကျစေမှာပါဒါပေမဲ့ 5-4 bleed နဲ့ beta season inner win နှစ်ခုကပါတဲ့ bleed effect နဲ့ကျွန်တော်တို့ဒီ fire divine craft ပြီးတော့ဒီ dragon blood ဒီ meme တဲ့ Mr. Skill ရဲ့ cheat damage ကျနေတော့တို့တစ်ချက် short ထားပါတယ်နောက်တစ်ခုကကျတော့ဒီ cheat imbalance state ဆိုတဲ့ဒီ buff ကိုတင်ထားတာပါအရန်တော့အရေးတော့မကြီးပါဘူးဒါပေမဲ့ပိုကောင်းရတယ်လို့တော့မှတ်ထားလို့ရပါတယ်နောက်တစ်ခုကကျတော့ဒီ seasonal H inner way နဲ့ Soaring Breeze break control အဲ့နှစ်ခုကိုတွဲသုံးမယ်ဆိုရင် seasonal HC ကနေပြီးတော့ဒီ winter buff ကိုမပေးတော့ပါပိုကောင်းသွားလားဆိုရင်တော့ PVE player တွေပဲပို့ပြီးတော့သဘောပေါက်ပါလိမ့်မယ်နောက်အရေးကြီးဆုံးလာပါပြီဒီ Dragon Blood ပါဒီ Dragon Blood မှာ Dark Scorch လို့ခေါ်တဲ့ branch တစ်ခုထပ်ပြီးတော့တိုးလာပါတယ်ကျွန်တော်ရိုးရိုး Dragon Blood မှာ boss ကိုတယောက်ကတုံးပြီးတော့နောက်တစ်ယောက်ကထပ်တုံးမယ်ဆိုရင်အဲ့ဒီနောက်ဆုံးတုံးတဲ့လူရဲ့ effect ပဲဝင်ပါတယ်ဒီ Dark Scorch ကကြတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့လူ9ယောက်တုံးရင်900လုံးရဲ့ damage ကို boss ကထိမှာပါကျွန်တော်ရှင်းအောင်ပြောမယ်ဆိုအရင်တော့ကလူဘယ်နှယောက်တုံးတယောက်စာပဲထိမှာမဟုတ်ဘဲနဲ့ဒီလိုမျိုးအကုန်တုံးမယ်ဆိုရင်အကုန်လုံးစာ damage ကိုထိမှာပါကဲလာပြီ number 2 fat adjustment for PvE ပထမဆုံး best strike sprinter ကျွန်တော် nameless but ဒီ nameless မှာ martial arts skill ကိုသူတို့ animation ဘိုင်းကိုပို့ smooth ဖြစ်အောင်လုပ်လိုက်တယ်ပြီးတော့ဒီ software ကအရင်တော့ဆိုရင်အရှိဆုံးပထမဆုံးထိတဲ့ enemy ကိုပဲ damage အများဆုံးပေးပြီးတော့နောက်ဆုံးကလူတွေကို damage ဖြည်းဖြည်းချင်းလျော့သွားပါတယ်အခုဆိုရင်အဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့အရှိဆုံးကလူရောနောက်ဆုံးကလူရောအကုန်လုံး damage တူတူပေးမှာပါသူကတော့ဒီမှာ non player units လို့ပြီးရေးထားရဲဆိုတော့ PvE တော့ပဲလို့ကျွန်တော်ထင်ရပါမယ် Guild War မှာအကျုံးဝင်ရတော့ကျွန်တော်တစ်ချက်စမ်းကြည့်မှာပဲသိရပါတော့မယ်နောက်တစ်ခု base strike ambler ဒီ strategy နဲ့ heaven quick pack strategy ကိုလည်းသူတို့တော်တော်လေးကို buff ထားပါတယ်အသေးစိတ်ကိုတော့ကျွန်တော်ဒီ post ရဲ့ description မှာကျွန်တော်ရေးထားပေးပါတယ်ကျန်တဲ့ Fanbrella တို့ Trimblade တို့ Handblade တွေအတွက်လည်း buff ထားတာတော်တော်လေးများပါတယ်အကောင်လေးကိုဘာတွေ buff ထားလဲဆိုရင်တော့ကျွန်တော် description မှာရေးထားတာလေးကိုတွားပြီးတော့ဖတ်လို့ရပါတယ်ကဲနံပါတ်3 arena adjustment မှာပြင်လိုက်တာကြီးတော်တော်ကြီးကိုများပါတယ်36ချက်38ချက်နီးပါးတော့သူတို့ပြင်လိုက်တာပြကြည့်လားအဲ့တော့အကောင်လုံးလိုက်ပြောနေမယ်ဆိုရင်ဒီဗီဒီယိုကြီးကတော်တော်ရှည်သွားမှာဆိုတော့ description မှာကျွန်တော်တေချာလေးအသေးစိတ်ရေးထားပေးပါတယ်အားလုံးတွားပြီးတော့အဲ့ဒီ description မှာတော့ဖတ်လို့လည်းရတယ် comment မှာလည်းကျွန်တော်မှတ်ထားပေးပါမယ်ကဲလာပါပြီအရေးကြီးဆုံး adjustment number 4 gear zone နေပါ gear zone မှာဒီလိုမျိုး reset skill ဆိုပြီးတော့ပါလာပါတယ်အဲ့ကောင်ကဘာလုပ်တာလဲဆိုရင်ကျုံပြီးသား gear တွေရဲ့ဒီ stat တွေအကုန်လုံး reset ချပစ်လိုက်တာပါဒီတော့ base attribute ကကောင်းရဲ့တာနဲ့အောက်ကကျွန်းထားတဲ့ stat တွေမကောင်းရင်ကျွန်တော်တို့ reset ချပစ်လိုက်လို့ရပါပြီဒါပေမဲ့ reset ချဖို့လိုတဲ့ဒီ modulating stone တွေကိုကြာတော့ကျွန်တော်တို့ဒီလိုမျိုးအစုံကြီးကျွန်းထားတဲ့ gear တွေကို recycle လုပ်ပြီးတော့ယူလို့ရပါတယ်ဒါပေမဲ့တစ်ခုသတိထားစေချင်တာအဲ့ဒီ reset skill လုပ်လိုက်ပြီဆိုရင်ကျွန်းထားတဲ့မြတ် stat တွေအကုန်လုံးပျောက်သွားပြီးတော့တုံးလိုက်တဲ့ပစ္စည်းတွေလည်းပြန်ရမှာမဟုတ်ပါဘူးဒါကြောင့်မို့တစ်ချက်တော့သတိထားပေးကြပါပြီးတော့ gear တွေမှာဒီလိုမျိုးကျဲပုံစံလေးတစ်ခုထပ်ပါလာပါတယ်အရင်လို lock ခတ်တာတစ်မျိုးတည်းထပ်စားရင်ဒီလိုမျိုးဘယ်ကောင်ကိုဦးစားပေးသုံးပါလဲဆိုတဲ့ပုံစံမျိုးပါဒီတော့ gear ကိုချင်းမြတ်ကစားတဲ့သူတွေပို့ပြီးရွေးရလွယ်ပါပြီနောက်တစ်ခု gear တွေ rejoin တဲ့ခါကျရင်သူတို့ cooldown ပြီးပြီးရက်ကို9ရက်ကနေပြီးတော့9ရက်အထိ short ချလိုက်ပါတယ်ဒါကတော့လောလောဆယ် major အနေနဲ့သူတို့ပြင်ထားတာတွေပါ PvE အတွက် path adjustment တွေနဲ့ PvP အတွက် arena adjustment တွေကြတော့ကျွန်တော် post decoration မှာလည်းကျွန်တော်ရေးထားမယ် comment မှာလည်းကျွန်တော်မှတ်ထားပေးပါမယ်ကဲ everyone never stop trying never stop learning and never stop dreaming Zeze out